3လမ်းဆိုတောင်ကြီး3လမ်းဆိုကာဘာစားမှာတော့ငါ့ပြန်ငါလုံးဆောက်လို့ရတယ်မရဘူးစပရင်းနဲ့ချာခြေလေးဝါပြုတ်ပဲဘွားတော့နဲ့ချာထုတ်ဖို့မရှိဘူးထုတ်ဖို့မရှိဘူးအားလုံးကတော့